အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူရယူချင်တဲ့လေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးကိုမင်္ဂလာပါလို့ဥဆောင်နှုတ်ဆက်ရင်ကျွန်တော်ရဲ့လာရှိုးလေးကနေတင်လဲပြီးတော့ကျွန်တော်လိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲဒါနာကျန်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကတော့ဒါတောက်ကြပွဲသိမ်းလေးရဲ့မနက်စီးအတွက်ကိုလာအောင်ပြီးတော့မျှဝေပြီးတာဖြစ်ပါတယ်ကျသာဘင်းရဲ့ညနေမှာကျွန်တော်ရဲ့ကိုရီမားတွေသိတဲ့အတိုင်းလေးပဲကျွန်တော်ပေးထားခဲ့တာတော့1ချင်းတော့အဆင်ပြေခဲ့ဘူးဒါပေမဲ့လည်းထီမာပေါင်းမယ်လို့ကျွန်တော်ပေးခဲ့တဲ့ဒါကီလီနဲ့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲဒါအဆင်ပြေခဲ့တယ်ဒါ9ပိုင်းတို့ပေါ့လိုက်နေတဲ့ကိုရီမားတွေ9ပတ်ရိုက်နေတဲ့ကိုရီမားတွေကတ်ဆော့တယ်ဆိုရင်တော့ရှားရင်ရှားလိုက်မယ်ကျွန်တော်ပေးထားခဲ့တဲ့1ချင်းလေးကတော့ကိုရီမားတွေဆင်ပြေမှုလေးတော့ရှိခဲ့တယ်ဒါပေမဲ့လည်းတောက်ကြနေရဲ့နေကုန်2ချိန်မှာအနည်းဆုံး2ချိန်သလုံးဆင်ပြေခဲ့ရင်တောင်မှဒီလောက်တီမီနဲ့ရအောင်ဒီလောက်တီမီနဲ့ပေါ့အောင်ကျွန်တော်ရဲ့ကိုရီမားတွေကိုစူးစမ်းပြီးသွားမယ်ကဲဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါမန်ဒါပြင်ကိုမှာတောက်ကြနေရဲ့နေကုန်မှာပါထီမဖြစ်မနေထီကိုထီရမယ်ဆိုတဲ့3လုံးကီးလေးပါပေးခဲ့မယ်မနက်မထီညနေထီဆိုတဲ့ကီး3လုံးပါပေးခဲ့မယ်အားလုံးပဲကဲဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါမတ်မယ်လက်မလေးတွေမနှိပ်ကတည်တယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကလက်မလေးတွေနှိပ်မယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လာရှိုးလေးကိုပါအားလုံးက share တဲ့အကူဒီမားတွေက share ပေးပါမျှဝေတဲ့အကူဒီမားတွေကမျှဝေပေးပါကျွန်တော်ရဲ့ဇာတ်သမားတွေဆိုလည်းကျွန်တော်ပေးရခဲ့တဲ့ကဲဘော်ကဏ္ဍကိုမနက်ဖြန်နေကုန်ကစားပေးပါတောက်ကြနေကုန်ကစားပေးပါအားလုံးပဲစတင်ပြီးကျွန်တော်ရဲ့ကိုမှပြောပေးပါမယ်26ရက်နေ့တောက်ကြနေရဲ့မနက်ဈေးမှာအဓိကထားပြီးဆိုရမယ်1ချင်းကတော့အကွေမားတွေ9ပိုင်း3ပိုင်းပါ9-3 1ချင်းပဲဖြစ်ပါတယ်လိုက်ပြီးတော့ကျွန်တော်ရဲ့အကွေမားတွေမှတ်ပေးပါအပန်းမကြီးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးက comment လေးမှာမှတ်ပေးပါကဲ9နဲ့ပတ်သက်ရင် main ကဏ္ဍ3နဲ့ပတ်သက်ရင် main ကဏ္ဍပြောပေးမယ်အကူဒီမားတွေကျွန်တော်ရဲ့ဒါရှိုးလေးကိုလည်းဒါ share တဲ့အကူဒီမားတွေက share ပြီးတော့ဒါမျှဝေတဲ့အကူဒီမားတွေကမျှဝေပေးခဲ့ကျွန်တော်ရဲ့ဒါ channel လေးကိုပါ subscriber လေးတွေမနှိပ်ကသေးတဲ့ချင်းမိတ်ဆွေကိုဒီမားတွေ channel လေးကိုပါ subscribe လေးတွေနှိပ်ခဲ့ပြီးလက်မလေးတွေကိုစီထောင်ခဲ့အားလုံးပဲเนาะတောက်ကြနေရဲ့နေကုန်းမှာအားလုံးပဲအောင်ပွဲအတူခံမယ်အခုလာရှိုးလေးကတော့မနက်စီတော့ဖြစ်ပါတယ်တောက်ကြနေရဲ့မနက်မှာအဓိကထားဆို1ချင်းကတော့9ပိုင်း3ပိုင်း9-3 1ချင်း9နဲ့ပတ်သက်ရင်အကူဒီမားတွေ9-1ရဲ့9-4ရဲ့9-9ရဲ့9-8ကေပဲဖြစ်ပါတယ်အားလုံးပဲ live map ပါ9နဲ့ပတ်သက်ရင်အားလုံးပဲ9-1 9-4 9-9 9-8ဒါဒီ9နဲ့ပတ်သက်ပြီးတော့မိန်းမှာ3နဲ့ပတ်သက်ရင်အားလုံးပဲ3-1ရဲ့3-4ရဲ့3-8ကေ3-9ရဲ့ပဲဖြစ်ပါတယ်ကဲ live ပြီးတော့မှတ်ပေးပါအခုဒီမှာတွေအပန်းမကြည့်ရင် comment လေးမှာမှတ်ပေးပါကျွန်တော်ရဲ့ဒါ channel လေးကိုပါ subscribe လေးတွေနှိပ်ပြီးတော့အားပေးခဲ့ပါကဲအားလုံးပဲ3နဲ့ပတ်သက်ရင်ထပ်မှန်ပြီးတော့ခေါ်ပေးမယ်3-1ရဲ့3-4ရဲ့3-9ရဲ့3-8ကေဒါ3နဲ့ပတ်သက်ပြီးတော့မိန်း3လုံးအပြီးပေါက်အခွေလေးပြောပေးပါမယ်3လုံးအပြီးပေါက်အခွေဒီကျွန်တော်ရဲ့အကူဒီမားဒီအားလုံးပဲဒါ4-1-9 3လုံးအပြီးပေါက်အခွေဖြစ်ပါတယ်ဒါဒီကျွန်တော်ရဲ့အကွေဒီမားဒီအပြီးပေါက်အခွေဒီ4-1-9အပြီးပေါက်အခွေဒါပြင်ကိုမှတောက်ကြနေရဲ့နေကုန်းမှာပါအကွေဒီမားတွေမဖြစ်မနေထီကိုထီအောင်စောရပါမယ်ဆိုတဲ့ကီးလေးနဲ့ကီးလေးပါပြောပေးခဲ့မယ်ကီးကဘာကီးလဲဆိုရင်ကျွန်တော်ရဲ့အကွေဒီမားတွေအားလုံးပဲ3-5ဆိုတဲ့ကီးဒါအခွေမဟုတ်ပါဘူးကီးကိုပြပြပေးတာဖြစ်ပါတယ်လုံးမိုင်းကောင်းရှိတယ်ဆိုတဲ့အကူဒီမားတွေကတွဲဆိုလို့ရအောင်လို့ကျွန်တော်ပေးထားတာမနက်မကြညနေကြနေကုန်းမှာမဖြစ်မနေထီကိုထိမယ်ဆိုတဲ့ကီးဘာကီးလဲဆိုရင်3-5ဆိုတဲ့3လုံးကီးရှိပါတယ်เนาะအခွေကတော့ကျွန်တော်ရဲ့အခွေမားတွေ4-1-9ဆိုတဲ့3လုံးအခွေเนาะမှားမှာဆိုလို့ရှင်းပြပေးတာဖြစ်ပါတယ်အထူးမင်းရောလေးတင်ကွက်2ကွက်ကောင်းဒီ9-3နဲ့9-9ဖြစ်ပါတယ်ဒါဒီကျွန်တော်ရဲ့အခွေမားတွေအထူးမင်းရောလေးတင်ကွက်2ကွက်ကောင်းပဲဖြစ်ပါတယ်9-3 9-9ဒီအထူးမင်းရောလေးတင်ကွက်2ကွက်ကောင်းဖြစ်ပါတယ်ကဲကျွန်တော်ရဲ့လာရှိုးလေးကိုရနာပါတော့မယ်ကျွန်တော်ရဲ့လာရှိုးဗီဒီယိုဖိုင်လေးကိုအစားဆုံးရှိပေးတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးပဲစေချနာချင်းကိုကြီးချမ်းမချင်းမနဲ့ပြေဆုံးနိုင်ကြပါစေလွန်စနိုင်မလဲပြေးဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိရဲ့စကားမင်္ဂလာရှိရဲ့နေ့ရက်တိုင်းကိုထာဝရကိုကြီးပန်နိုင်ကြပါစေလို့ကျွန်တော်ကိုကျော်သူကမှဆုမကောင်းတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲကိုလည်းပါကံကောင်းကြပါစေဗျ